အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel နဲ့နှုတ်ဆက်လိုက်ပါတယ်ဒီပတ် Premier League ပွဲစဉ်18ပွဲစဉ်တွေကျွန်တော်တို့ prediction လေးတွေတစ်လေးတွေနဲ့ကျွန်တော်တို့ဘယ်ပွဲစဉ်နဲ့ရင်ခုန်ဖို့ကောင်းလဲဆိုကျွန်တော်စလိုက်ရအောင် Okay Newcastle နဲ့ Chelsea 9နိုင်မှာကန်မှာเนาะဒီပွဲစဉ်ရတော့ဘလို့တွေရှိတယ်သူတို့ရဲ့နောက်ဆုံးပွဲစဉ်ရလိုက်လေချက်လောက်ကြည့်လိုက်ရအောင်နောက်ဆုံးပွဲစဉ်တွေမှာ Newcastle ဖူဟန်နိုင်ရရှိထားတယ် Chelsea ကကာလာဘလောက်ကကာတက်ပွဲစဉ်ကိုထားလိုက်တော့ Everton 2-0နဲ့ပွဲစဉ်မှာလည်းမစိုးဘူးလို့ပြောရမှာเนาะသူတို့ရဲ့အစရက်တိကျတဲ့ကျွန်တော်ချက်လောက်ကြည့်ဖို့လိုတယ်เนาะဒီပဲလဲချက်လောက်ရှိုးလိုက်တော့ Chelsea က14 Newcastle က17နဲ့ကျုံးကန်နေရတဲ့အနေထားလို့ပြောရမှာပေါ့နှစ်သိန်းလောက်ကတော့ချက်ပြန်လိမှာလည်းခြေစွမ်းပြနေတယ်လို့ပဲပြောရမလားဒီပွဲစဉ်မှာဘတ်တွေပေးထားတာ2.5နဲ့2.45မတိမ်မြိတ်ပဲဒီပွဲစဉ်တော့ဂေါ်ဒေါ်လို့ဦးမိတ်လို့မာဖီလို့နဲ့ထိုနာလီကူမာရဲလို့နဲ့နယူကာဆယ်ပဲခြေစွမ်းပြပါမလားဖဲမှာဒီပွဲစဉ်မှာကြက်ခိုင်မှုပြပြဝဝနဲ့ပြန်ပါလာကနာချွန်းနဲ့တိုတောင်မန်ကတော့နည်းနည်းအသားကျနေတဲ့အနေထားလေးတော့မဆိုးလာဘူးပြောမှာချက်စီမှမကြိုက်ဘူးဆိုအရှင်းနဲ့သိမကြိုက်ဒီပွဲစဉ်ကိုတော့ကျွန်တော်အနိုင်ရလိုက်တော့သိမမျော်လင့်ရဘူးဒီပွဲစဉ်မှာနယူကာဆယ်နဲ့ချက်စီတကိုးဆိုတေးရလိုက်နဲ့ပြီးဆုံးမှလည်းကျွန်တော်ပွဲစဉ်ခံမှန်းလိုက်ပါတယ်နောက်ဘုံမောက်နဲ့ဘန်လီပွဲစဉ်နဲ့ချက်လောက်ကြည့်လိုက်အောင်ဘုံမောက်ဒီနေ့မှသိမစောဘူးနော်ဘုံမောက်ဆရာကြီးနောက်ဆုံးပွဲစဉ်တွေမှာ9ပွဲလုံးမှာနိုင်ပွဲတော့မရရှိထားဘူး3ပွဲတော့တေကြထားတယ်ဒါပေမဲ့ချက်စီနဲ့မန်ယူဇက်တိုက်တေကြဆိုတော့ဆူဆူဝဝိုင်းတော့မဟုတ်ဘူးလို့ပြောရမှာနော်ဘန်လီကတော့တမ်းပြန်ဆင်းဖို့အတွက်ခြေနေရတော့နည်းနည်းများနေပြီဘတ်တွေဘယ်လိုပေးထားလဲဘတ်လီက150နဲ့695ဘုံမပဲတာပေးမှနေထားနေကျွန်တော်တို့ဆမင်ညိုလို့ crime bat လေးဒီနေ့မှာတော်တော်ပြောက်နေနော် Rocky Iberson လေးလဲကြက်ခိုင်မှုပြေးသွားတဲ့နေထားစုဆိုဒီပွဲစဉ်ကတော့ကျွန်တော်ရဲ့ပွဲစဉ်ခံမှန်းချက်ရတော့ဘုံမောက်တက်ဆက်တော့အကောင်းအောင်နဲ့ဆော့မယ်ဆိုဒီပွဲစဉ်ယူ2-9ဆိုတဲ့ရလနဲ့ပြီးဆုံးမှကျွန်တော်ပွဲစဉ်ခံမှန်းလိုက်ပါတယ် Okay ကျွန်တော်နောက်ပွဲစဉ်ကတော့ Brighton နဲ့ Sunderland လေးပွဲစဉ်တွေတွားလိုက်အောင်နောက်ဆုံးပွဲစဉ်တွေမှာချက်လောက်ရှိုးလိုက်တော့ Brighton Liverpool ရှုံးနှိပ်ထားတယ်ဝါဆန်တေးကြထားတယ်အက်စတော်ဗီလာလည်းအိမ်ဝင်းမှာရှုံးနှိပ်ထားတယ်ဆန်နာလဲကလည်းနည်းနည်းလေးပြန်ဝိတာလာတာဒါပေမဲ့နယူကာဆယ်တော့1-0နဲ့ကတ်နိုင်ထားတာနော်မန်စီးတီးကိုတော့3-0နဲ့ရှုံးနှိပ်သွားတယ်ဆန်နာလဲနည်းနည်းလေးဇာခာရဲ့ဥဆောင်မှုကနည်းနည်းလေးရော့ကျလာပြီလားဇာခာယူဝယ်ပြီးတော့ဒီနေ့မှတော်တော်အလုပ်ဖြစ်တယ်လို့ပြောရမှာပဲနော်ဒီမှာလေမူကီလီတို့လက်ပစဲဝယ်ထားတဲ့တောင်ပန်လေးရှိရနော်ရော့ဘီအေဂျက်ကလာဒီကောင်ဝယ်ထားတဲ့တိုက်ဆက်လေးနဲ့အသားမကျသေးနဲ့တန်းဆင်းဖို့တော့ဆန်လာနဲ့ဒီနေ့ကတော့တန်းမဆင်းအောင်ဘူးလို့ထင်တာပဲ Brighton ပေးထားနေထား1-6ခွန်နဲ့9-5မှာလို့ဒီပွဲစဉ်မှာတငယ်ချင်းတို့ဘသူကိုကြိုက်ကြလဲကျွန်တော်ဒီပွဲစဉ်မှာ Brighton ပဲ2-9ဆိုရကိုရလာနဲ့နိုင်ရရှိတယ်မှာကျွန်တော်ပွဲစဉ်ခံမှန်းလိုက်ပါတယ် Okay ဒီနေ့ပွဲနည်းနည်းလေးများတယ်မန်စီးတီးနဲ့ဝက်ဆန်ပွဲစဉ်တွေသွားရအောင်မန်စီးတီးကတော့တေဘယ်ရက်တီမှုချက်ကြည့်လိုက်တော့အာဆင်နယ်နဲ့မကွာတော့နော်ရမန်2မှတ်ပဲကွာတော့တာနော်ရမန်ကတော်တော်ကိုမတိမ်မြေဖြစ်သွားနေထိုင်ဖြစ်သွားပြီနော်အာီရှစ်ပြေးကောင်းအောင်မပြေဘူးနောက်ဆုံး9ပွဲမှာ9ပွဲလို့ဇက်တက်အပြောက်တွေပဲမန်စီးတီးရဲ့နိုင်ယူရချက်လေဝက်ဆန်ကတော့2ပွဲရှုံး3ပွဲသေးနဲ့ဘတ်တွေဘယ်လိုပေးထားလဲ120 1260ဒီပွဲစဉ်ကတော့ဂိုးဘလောက်ပြတ်မလဲပဲနေထားစောက်ကြည့်ရမယ်ဝါဆန်မန်စီးတီးကိုဒုက္ခပေးဖို့အတွက်ခြေရတော့မလုံလောက်သေးဘူးလို့ထင်တာပဲဒီပွဲစဉ်မှာမန်စီးတီးရာဂိုးတွေကောင်းကောင်းနဲ့ဒီနေ့ဆော့နေဆိုတော့မန်စီးတီးဒီပွဲစဉ်မှာလဲ3-0ဆိုတဲ့နေထားနဲ့နိုင်ရရှိမှကြောပွဲစဉ်ခံမှန်းလိုက်ပါတယ် Okay ဘူဘာဟဒန်နဲ့ဦးပွဲစဉ်တွေတွားလိုက်ရအောင်
ဘူးကတော့ဒီနေ့ဆူဆူဝါးဝါပဲတေဘယ်ရက်တီမှုကိုကြည့်လိုက်ဦး20တဲ့ရမှတ်က2မှတ်ပဲရသေးတယ်ဘရက်ဖို့က20 18မှတ်လောက်กว่าတယ်ညာဘရက်ဖို့လို့ကလည်းဒီမှာ20 18 16 13တန်းစင်းစုံဒီမှာရုပ်ကန်တွေကနေထားခုဆိုတော့ဒီပွဲစဉ်ကြီးကိုတော့ဥပါဟတန်ဒီနေ့ကတော့နိုင်သေးဘူးလို့ထင်တော့တော်တော်ကိုစိုးရတယ်နော်ဒီနေ့ကတော့ဥပါဟတန်ကြီးရတော့ဘက်လေးပေးထားတာ3.5နဲ့2.35လဲဘရက်ဖို့ပဲဥတီကျပေးတော့ဒီပွဲစဉ်မှာဥပါဟတန်နိုင်သေးတယ်နော်မင်းဥပါဟတန်နဲ့ဘရက်ဖို့မနိုင်ချင်ဦးဒီပွဲစဉ်နဲ့ကျွန်တော်တကိုးဆိုရသေးရတယ်နဲ့ပြီးဆုံးမလို့ပွဲစဉ်ခံမှန်းလိုက်ပါလေဗျာမနေ့မှာကတ်မှာ3ပွဲတယ်တော်တော်များတာပဲဟာโอเคလီနဲ့ခရစ်စတယ်ဘဲလေးပွဲစဉ်အရင်ကြည့်အောင်လီနဲ့ခရစ်စတယ်ဘဲလေးကပေးထားတာ2.90 2.5မတိမ်မြိတ်တွေပဲခရစ်စတယ်ဘဲလေးကနောက်ဆုံးပွဲမှာသူကမန်စီးတီးကို3-0နဲ့ရှုံးသွားလို့များကြီးတွေကြွားနေထားလားလီရလည်းနောက်ဆုံးပွဲလေးမှာတော်တော်မစိုးဘူးနော်ဖြစ်စီလို့တော့နိုင်ယူပြီးတော့လီဗာပူးတို့သိမ်းမျိုးတော့3-2တည်ကန်တာတော့ပေးလေပေးမှာဒီနေထားကြီးရတော့ဘလို့မျောလက်ထားတယ်ခရစ်စတယ်ဘဲလေးဒီပွဲစဉ်မှာထပ်ပြီးတော့ကလင်းရှစ်တွေယူဆောင်မလားမင်းတို့တွေကနော်ဂူရီတို့ကစောင်းရနာမည်ကြီးတဲ့နေထားကြီးခုမှာလီမာလည်းအိုကဖိုတို့ free ရတယ်ချဘက်လူပဲလို့ကနေထားဘလို့လဲမတိမ်မြိတ်လေးပဲလားဒီပွဲစဉ်မှာလီယိုချစ်တက်နေတဲ့နေထားတစ်ခုမှာဒီပွဲစဉ်မှာမထင်မှတ်တဲ့ရလိုက်နေတဲ့2-2ဆိုတဲ့ရလိုက်နဲ့ပြန်ပြီးတော့ဖြစ်သွားမယ်လို့ကျွန်တော်ခံမှန်းလိုက်ပါတယ်ဗျာโอเคအဲဘာတန်နဲ့အာဆင်နယ်ပွဲစဉ်လေးအာဆင်နယ်ဝိုင်းអော်နေကြနော်ဝူဘာဟာတန်နဲ့ပွဲစဉ်တော်တော်ကိုစိုးတယ်နောက်ဆုံးမိနစ်မှထည့်ပြီးတော့နိုင်ရပါအနေထားမှာပရင်ရှာများနေပြီးဒီမှာတင်းမာလို့ဆလီဘာလို့ခက်ဖီလို့ကလဖိုရီနဲ့ပတန်မှာဒန်ယာလီနဲ့ဂါဘရယ်မပါလာတဲ့နေထားမှာဝိနေတယ်လို့ပဲပြောရမှာတိုက်စစ်မှာမာရီနိုကြီးကိုသုံးပြီးတော့ဂျိုခါရဲမသုံးဘဲနဲ့ဝိနေတယ်လို့ပဲပြောရမှာထုတ်ဆက်လေးကတော့ကောင်းအောင်ကောင်းတယ်လို့တခါကျတော့သူကောင်းဆန်တဲ့နေထားတစ်ခုရှိတော့သူကလက်သုံးတဲ့နေထားတစ်ခုဒီပွဲစဉ်မှာတော့အဲဘာနဲ့ရှေ့ရချက်စီပွဲမှာတော့ရှုံးနေထားဆိုဒီပွဲစဉ်မှာယုံများယုံမလားပေးထားတဲ့ဘက်လေးချက်ရှိုးလိုက်တော့650နဲ့155ပဲဒီပွဲစဉ်မှာလဲအဲဘာတန်နဲ့အာဆင်နယ်မထင်မှတ်တဲ့ရလိုက်တဲ့နဲ့သေခေါ်ဆောင်ဝိုင်းလို့Merry Christmas လက်ဆောင်ဖြစ်သွားမယ်နော်ဖြစ်တော့ပါဘူးကျွန်တော်အာဆင်နယ်ပဲဒီပွဲစဉ်မှာ2-2ဆိုရရလိုက်နဲ့နိုင်ရရှိဝင်ကျွန်တော်ပွဲစဉ်ခံမှန်းလိုက်ပါတယ်ဗျာ12နိုင်မှာပွဲကောင်းလေးနဲ့တွေ့ဆုံရမယ်စပါနဲ့လီဗာပူးပွဲကောင်းတာပြောတာဒီနေ့မှာစပါကလည်းတော်တော်ကိုချီအားမရတဲ့အနေထားတစ်ခုတော့ရှိတာပေါ့ဒါပေမဲ့သူကချက်ပြန်လိမှာတော့လိဖယ်တော့တက်နေတော့ချက်ပြန်လိတဲ့ UFA လေးပဲသူကအနေထားကောင်းနေတာလီဗာပူးကတော့နောက်ဆုံး9ပွဲမှာတော့ဘာပြောနှစ်ပွဲပဲတေးရလာနေနဲ့ပြန်ကောင်းလာတဲ့အနေထားတော့ပြောရမလားဘက်တွေက350နဲ့2-3ဆိုတော့ဘယ်လိုတွေဖြစ်သွားမလဲဒီ line အတိုင်းပဲထွက်လာနိုင်လားဒီပွဲစဉ်ကြီးကိုကျွန်တော်တို့ပွဲစဉ်ခံမှန်းရမယ်ဆိုရင်တော့ဒီပွဲစဉ်ကြီးကကျွန်တော်စပါလေလီဗာပူးနဲ့တွေ့တဲ့အနေထားဟက်တူဟဲလီနဲ့ရင်ခုန်ကြည့်ကြရင်တော့ဘယ်လိုလေးအနေထားရှိလဲဆိုတော့ကိုပြက်တွေကြီးပဲစပါနိုင်လဲကိုကက်လေးတွေကြီးပဲဒီပွဲစဉ်ကြီးမှာမထင်မှတ်တဲ့ရလိုက်တွေသာခေါ်ဆောင်သွားမယ်ဆိုရင်တော့လီဗာပူးနိုင်လို့နိုင်တဲ့လို့ထင်တာပဲဒီပွဲစဉ်မှာလီဗာပူးဂိုးတွေပဲများအောင်မလားဆိုတော့နေထားတော့စပါနဲ့လီဗာပူး3-2ဆိုတဲ့နေထားနဲ့လီဗာပူးကနိုင်ရရှိသွားမယ်လို့ပွဲစဉ်ခံမှန်းရင်ねကျွန်တော်တို့ရဲ့ prediction ကနေပြီးတော့ငွေချင်းတော့အားလုံးနောက်ဆက်အနေနဲ့ပွဲတွေနည်းနည်းများသွားတဲ့အတွက်နောက်နေ့မှာစီစဉ်တက်လေးနဲ့ကျွန်တော်ပြန်လည်တက်ဆက်ပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ